မလေးရှားရောက်ရင်သွားတဲ့နေရာ၅ခုကိုပျော်ပြပေးသွားမှာပဲဖြစ်ပါတယ်။လန်ကာဝီကအပန်းဖြေခရီးအတွက်အကောင်းဆုံးကျွန်းဒေသတစ်ခုပါ။ကားလက်ခရီးနဲ့ဤကျွန်းကိုလဲပတ်နိုင်ပြီးကမ်းခြေတစ်ခုချင်းစီမှာရေပြပြနဲ့တိတ်ဆိတ်တဲ့အပန်းဖြေမှုကိုခံစားရပါတယ်။ကေဘယ်ကားစီးပြီးတောင်တိတ်တက်ကကောင်းကင်တရားပေါ်ကနေကျွန်းကောင်းများစွာကိုအပေါ်စီးကမြင်ရတဲ့အတွေ့အကြုံကအမှတ်တရထိစေပါတယ်။အခွန်ကင်းလို့ခွင့်ကျွန်းဖီလို့ပစ္စည်းဝယ်ရင်လည်းဈေးသက်သာပါတယ်။ Cameroon Highland ပူကင်းတဲ့မလေးရှားရာသီဥတုကနေခဏထွက်ပြေးပြီးအေးမြတဲ့လေထုကိုခံစားခြင်းရင်ဒီနေရာကအထူးသင့်တော်ပါတယ်။လက်ဖက်ရည်စိုက်ခင်းတွေကြားလမ်းလျှောက်ရင်တောင်တန်းမြူနင်းရှုခင်းတွေကိုကြည့်နိုင်ပါတယ်။ Strawberry စိုက်ခင်းတွေမှာကိုယ်တိုင်တီးရိုက်နိုင်ပြီးပန်းဥယျာဉ်တွေရေတကွန်လေးတွေပါလေပတ်လို့ရပါတယ်။ Penang Georgetown ယဉ်ကျေးမှုအမျိုးမျိုးပေါင်းစည်းနေတဲ့မြို့ဖြစ်လို့လမ်းတိုင်းမှာအထူးအဆန်းတွေ့ရပါတယ်။နေရန်ပေါ်ပန်းချီတွေကိုရှာရင်မြို့ဟောင်းလမ်းတွေလမ်းလျှောက်တာကပျော်စရာကောင်းပါတယ်။အစားအသောက်ဖက်မှာလည်းချာခွေးထျောက်နဲ့ပီနန်လက်ဆာလိုဒေသခံအစားအစာတွေကိုဈေးသက်သာစွာမီးစမ်းနိုင်ပါတယ်။ညနေခင်းပီနန်တောင်ကုန်းတက်ပြီးမြို့ကမြို့လုံးကိုအပေါ်စီးကကြည့်ရတာလည်းလှပပါတယ်။ပေဟာဟင်ဒီယန်ကျွန်းစုကားမရှိတဲ့တိတ်ဆိတ်ကျွန်းတွေဖြစ်လို့တဘာဝနဲ့နီးကပ်စွာအနားယူနိုင်ပါတယ်။ရေကအရန်ကြည်လင်းလို့ကမ်းခြေနားတန်ရေငုပ်ချင်းလုပ်ပြီးပလဲကြောက်တန်းတွေပင်လေးလေးတွေကိုမြင်နိုင်ပါတယ်။ညဘက်ကမ်းခြေမှာမီးအိမ်လေးတွေထွန်းပြီးအေးအေးဆေးဆေးအနားယူရတဲ့ခံစားချက်ကတကယ်ထူးကြပါတယ်။မောင်ကီနာဘာလူစာပါစွန်းစားခီးသွားကျင်သူတွေအတွက်အကောင်းဆုံးနေရာပါ။တောင်တက်လမ်းကြောင်းကိုစနစ်တကျပြုလုပ်ထားလို့ professional မဟုတ်သူတွေလည်းစူးစမ်းတက်နိုင်ပါတယ်။တောင်တိတ်နားကကြီးနေထွက်ချိန်ကိုကြည့်ရတဲ့အခါတိမ်တန်းတွေအောက်မှာပြန်ကျဲနေပြီးကဘာကြီးကိုအပေါ်စီးကမြင်နေရတယ်လို့ခံစားရပါတယ်။တောင်ကျအနီးကီနာဘာလူပန်းချန်မှာလည်းအပင်အမျိုးအစားထူးမြတ်ကိုလေ့လာနိုင်ပါတယ်။စုစုပေါင်းအားဖြင့်မလေးရှားကကမ်းခြေအပန်းဖြေမှုအေးမြတဲ့တောင်ပေါ်ရာသီဥတုယဉ်ကျေးမှုမြို့ဟောင်းနဲ့စွန်းစားတောင်တက်ခီးစဉ်တွေကိုတနိုင်ငံထဲမှာအမျိုးမျိုးရွေးချယ်လို့ရတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လို့ခီးသွားသူတိုင်းအနည်းဆုံးတစ်ခါတော့သွားလေတင်ပါတယ်။မိတ်ဆွေများသွားချင်တဲ့နိုင်ငံများအကြောင်းကို comment မှာရေးသားခဲ့နိုင်ပါတယ်။ကျွန်တော် channel ကို subscribe, follow, like လုပ်ခဲ့ဖို့မမေ့နဲ့နော်။ကြည့်ရှုမှုအတွက်လည်းကျေးဇူးတင်ပါတယ်။